ကဲကိုမရအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကိုအောင်တူရီ YouTube channel ကနေကိုမရပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲတူရီဝန်ထမ်းရှင်ကိုမရအားလုံးပဲနော်မင်္ဂလာရှိရဲ့နေ့လေးဖြစ်ပြီးတော့မင်္ဂလာရှိရဲ့နေ့ရက်တိုင်းကိုအများနဲ့ထောက်ရပန်းဆိုင်နေမှာလို့ကျွန်တော်စုမကောင်းတောင်းပေးပါတယ်နော်ကိုမရအားလုံးပဲကဲဒီဗီဒီယိုဖိုင်လေးကတော့ဒီနေ့အဖွင့်နေ့နော်ညနေ4 နာရီခွဲစီအတွက်ကျွန်တော်ရွေးထုတ်ပေးထားတဲ့ကဏ္ဍလေးတွေကိုလာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်နော်ကိုမရအားလုံးပဲကဲကိုမရအားလုံးပဲနော်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကတော့အခုမှစရိုက်တာဖြစ်တဲ့အတွက်ဒါကျွန်တော်စကားပြောတာဆိုတာလေးတွေအမှားလေးပါသွားခဲ့ရင်ခွင့်လွှတ်နားလည်ပေးဖို့ကုမတွေကိုမြေတားရက်ခံနေပါတယ်နော်ကုမရအားလုံးပဲဒါကုမတွေကိုကျွန်တော်မြေတားရက်ခံတာပါကျွန်တော်မှားလေးပါသွားခဲ့ရင်ခွင့်လွှတ်ပေးဖို့ဒါမြေတားရက်ခံခြင်းဖြစ်ပါတယ်နော်ကုမရအားလုံးပဲကဲကျွန်တော်ရွေးထုတ်ပေးထားတဲ့ကဏ္ဍလေးတွေကိုကျွန်တော်လိုရင်းတို့ရှင်းပြောပြပေးပါမယ်ကုမရလည်းတခြားလေးနားထောင်မယ်တခြားလေးမှတ်ထားပေးကြမယ်နော်ကုမရအားလုံးပဲကဲကုမရအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေ့ရင်မကြော်ပါနဲ့အချိန်လေး9 မိနစ်လောက်ပေးပြီးတော့ဒါကြည့်ပေးပါနော်အချိန်9 မိနစ်ဆိုတာကတော့ဒါကုမရတွေကအချိန်လည်းမကုန်လို့ကျိုးလည်းမြုပ်သွားစေပါဘူးเนาะကိုမရအားလုံးပဲကဲအဲ့ထက်မှကျွန်တော်ပြောတဲ့เนาะဒီရွေးထုတ်ပေးတဲ့ကဏ္ဍတွေထဲမှာကျွန်တော်ပြောလိုက်တဲ့ကဏ္ဍတွေထဲမှာပောက်ကွက်ပါသွားရင်ဒါကိုမရအတွက်အကျိုးရှိမယ်เนาะကိုမရအားလုံးပဲကဲဒုတိယဝန်ထမ်းရှင်ကိုမရအားလုံးပဲเนาะကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ထားပေးဖို့လဲကျွန်တော်မေတ္တာရက်ခံချင်ပါတယ်เนาะကိုမရအားလုံးပဲကဲတော့ကျွန်တော်ရွေးချယ်ထားတဲ့ကဏ္ဍတွေကိုပြောပြမယ်ကျွန်တော်မပြောခင်မှာကျွန်တော်ရွေးချယ်ထားတဲ့ကဏ္ဍတွေက၄ပိုင်းရှိတယ်ပထမတစ်ပိုင်းကတော့ဒါ1ချိန်ဒုတိယပိုင်းကတော့ရွေးကွက်တတိယပိုင်းကတော့ဒါ main ကွက်ဖြစ်ပါတယ်เนาะနောက်ဆုံးပိုင်းကတော့ဒါ break သမားလေးအတွက်ဒါ break လေးပဲဖြစ်ပါတယ်ကိုမရအားလုံးပဲကဲကိုမရအားလုံးပဲเนาะကျွန်တော်ကဏ္ဍလေးပြောပေးမယ်ကိုမရတခြားလေးနားထောင်မယ်တခြားလေးမှတ်ထားပေးကြမယ်ဒါကြောင့်ကဏ္ဍလေးစပြောမယ်ကိုမရကဏ္ဍကိုဒီရေးမှတ်ထားရင်တော့ကိုမရပိုကောင်းမယ်เนาะကိုမရအားလုံးပဲဒါရေးမှတ်ထားရင်တော့ပိုကောင်းမယ်ကျွန်တော်ပြောခဲ့တဲ့ကဏ္ဍတွေမှာပောက်ကွက်ပါသွားရင်ကိုမတွေကဒီတိုင်းလေးမှတ်ထားလိုက်တယ်ဆိုရင်တော့ဒါပောက်ကပါသွားခဲ့ရင်ကိုမတွေမမှတ်မိတော့ဘူးဆိုရင်တော့ဒီတိုင်းမှတ်ထားလိုက်လို့မမှတ်မိတော့ဘူးဆိုရင်ဒါကိုမတွေနစ်နာသွားနိုင်တယ်နော်ကိုမရအားလုံးပဲကဲတော့ကျွန်တော်ကဏ္ဍလေးစပြောမယ်ကိုမတွေကတခြားလေးလိုက်ပြီးတော့မှတ်ထားပေးကြမယ်နော်အဲ့တော့ကျွန်တော်1ချိန်လေးကိုတော့ဒီညနေ4 နာရီခွဲစိတ်အတွက်ကျွန်တော်1ချိန်လေးကိုတော့ကျွန်တော်9 8 1ချိန်လေးကျွန်တော်ရွေးထုတ်ပေးထားပါတယ်နော်ကိုမရအားလုံးပဲဒီညနေ1ချိန်လေးကိုတော့9 ရဲ့8ကဲ9 8 1ချိန်လေးရွေးထုတ်ပေးထားပါတယ်ကဲရွေးကွက်6ကွက်အနေနဲ့ကတော့ဒုတိယတစ်ပိုင်းအနေနဲ့ရွေးကွက်6ကွက်အနေနဲ့ကတော့ဘာလဲဆိုရင်တော့ကျွန်တော်90ရဲ့9 8ကဲ93ရဲ့91ကဲ80ရဲ့83ရဲ့ဆိုပြီးတော့ကျွန်တော်ရွေးကွက်6ကွက်ရွေးထုတ်ပေးထားတာဖြစ်ပါတယ်เนาะကိုမရအားလုံးပဲကဲ main ကွက်ကစားခြင်းနဲ့เนาะ main ရောကစားခြင်းနဲ့ကိုမရတော့ကတော့ main ရော2ကွက်ဖြစ်ပါတယ်ဘာလဲဆိုရင်တော့81နဲ့23ပဲဖြစ်ပါတယ်เนาะကိုမရအားလုံးပဲ main ရောအနေနဲ့ကတော့81နဲ့23ပဲဖြစ်ပါတယ်ကဲနောက်ဆုံးပိုင်းနေနေရတော့ဒါ break လေးဖြစ်ပါတယ်နော်ဒါ break သမားတွေအတွက်ကတော့ဒီညနေ break ထဲမှာ break ထဲမှာတော့ကျွန်တော်3 break လေးကိုပို့ကြိုက်တယ်နော်ကိုမရအားလုံးပဲဒါ3 break လေးကိုကျွန်တော်ပို့ကြိုက်ပါတယ်ကဲအခုကျွန်တော်ပြောပြပေးတဲ့ကဏ္ဍတွေကတော့ဒီညနေ4 နာရီခွဲစီအတွက်ဖြစ်ပါတယ်နော်ကိုမရအားလုံးပဲကဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကကိုမရကြည့်ရှုရတာနော်ကျွန်တော်စကားပြောတာဆိုတာတွေမှားပါသွားခဲ့ရင်စင်မပြေတာလေးရှိရင်ကျွန်တော် comment အောင်မှာဝင်ရောက်ပြီးတော့ပြောရလို့ရပါတယ်ကျွန်တော်အမှားလေးတွေကိုထောက်ပြသွားလို့ရပါတယ်เนาะကိုမရအားလုံးပဲကျွန်တော်ကတော့ကျွန်တော်ကိုမတွေတခုထပ်ပြီးပြောပြချင်ပါတယ်ကျွန်တော်ကတော့ဒါဆရာလည်းမဟုတ်တော့ဘိုးတော်လည်းမဟုတ်ပါဘူးเนาะကျွန်တော်ထွက်မဲ့ကဏ္ဍတွေကိုကြိုတင်ပြီးတော့လည်းမသိနိုင်ပါဘူးဒါကျွန်တော်ရဲ့ဒါတူဒီမှာဒီနေ့ဖြစ်နိုင်ခြေအများဆုံးကဏ္ဍတွေကိုစုပြီးတော့ကျွန်တော်အခုလိုမျိုးဒါ1ချိန်တွေရွေးကွက်တွေ main ကွက်တွေ break တွေဒါကျွန်တော်တွဲပြီးတော့ကိုမတွေလာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်เนาะဒါကျွန်တော်တွက်တဲ့ပုံစံနဲ့ကျွန်တော်လာရောက်ပြီးတော့ကိုမတွေကိုတွဲပြီးတော့လာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်เนาะကိုမရအားလုံးပဲ